Hello အားလုံးမင်္ဂလာပါခုကျွန်တော်တို့လိုအပ်တဲ့ဟာလေးထပ်ပြီးတော့လုပ်ရအောင်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ဒီ user model က authenticated ပဲဖြစ်ရမယ်အဲ့ဒီ authenticated ပဲကဘယ်လိုဟာမျိုးလဲဆိုတော့ JWT ကိုပါ support လုပ်ရမယ်ပေါ့နော်အဲ့ဟာလေးကျွန်တော်တို့ဖန်တီးအောင်အဲ့တော့ကျွန်တော်တို့ဒီမှာ JWT subject ဆိုတာရှိတယ်ဗျာနော် JWT subject ကိုကျွန်တော်တို့ထိတ်မှာဟိုဟာဖြစ်မယ်ပြီးရင် implement ပြန်ပြီးလုပ်ပြီးဖို့လိုတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ကထိတ်မှာ sorry use နဲ့ JWT okay subject အဲ့တော့ဒီကောင်ကိုကျွန်တော် IMPLE implement နဲ့ JWT subject ကိုကျွန်တော် implement လုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီနှစ်ခုကမဖြစ်မနေကျွန်တော်တို့လိုတယ်ပေါ့နော်ဒီနှစ်ခုမဖြစ်မနေလိုလိုက်မယ်အဲ့တော့ကျွန်တော်okay ခဏလေး fill level hidden okay ဒီမှာကျွန်တော်ဟိုဟာဖြစ်ပေးလိုက်မယ် okay ဒါဆိုရင်ရပြီအဲ့တော့ရပြီဆိုတော့ကျွန်တော်အခုdemo data လေးတစ်ခုကျွန်တော်သွားပြီးထည့်ရအောင်ဆိုတော့ကျွန်တော် GWT org ဆိုတဲ့ fetch ပေါ့နော်အဲ fetch ကိုလောလောဆယ်ကျွန်တော်ခဏလေး import လုပ်ထားမယ် use လုပ်ထားမယ်ပေါ့နော်အခုကျွန်တော်ကuser ကနေ create နဲ့ data တစ်ခုအရင်ထည့်ခြင်းနဲ့အဲ့တော့သူရဲ့ name ကိုကျွန်တော်ကuser 1လို့ကျွန်တော်ပြောလိုက်မယ်ပြီးရင်သူရဲ့ password ကိုလည်းhash okay hash make နဲ့ user 1ပဲကျွန်တော်ပြောလိုက်မယ်ပြီးရင်သူရဲ့ email ကို user1@a.com လို့ပြောလိုက်မယ် okay okay response ကျွန်တော်ဒီ user created ဖြစ်သွားတဲ့ user object ကိုတစ်ချက်ထုတ်ထားကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ test မှာ request 1ရှိတယ်ဒီကောင်ကိုကျွန်တော်တို့ API okay API ကျွန်တော်တစ်ချက်လမ်းခေါ်လိုက်မယ်နော် send လုပ်လိုက်မယ်ဒါဆိုရင် database ထဲမှာဒီ data လေးတစ်ခုရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုတော့ကျွန်တော်တို့အခုဘာအရင်လုပ်ကြည့်ချင်လဲဆိုတော့attempt အရင်ဆုံးလုပ်ကြည့်မယ်ပေါ့နော် attempt အရင်ဆုံးလုပ်ကြည့်မယ်ဆိုတော့ $sign out data လို့ကျွန်တော်ပြောလိုက်မယ် equal ဒီမှာ attempt ကကျွန်တော်တို့ email တောင်းတာနော် array တောင်းတာနော်အဲ့တော့ email မှာ user1@a.com ခုနက password မှာကuser1 เนาะ okay ပြီးသွားရင်ကျွန်တော်ဒီထိတ်က JWT org ကနေပြီးတော့ att empt scope က suggestion မထွက်ဘူး okay attempt နဲ့ကျွန်တော် $sign org data ကိုကျွန်တော်ထည့်ပေးလိုက်မယ်သူက attempt ကဒီ laravel ရဲ့ဒီ native org လို့ပဲပေါ့နော်ဒီဟိုဟာကိုတောင်းတာနော်အဲ့တော့ဒီကောင်ကကျွန်တော်တို့ data okay အဲ့တော့ကျွန်တော်ဒီမှာreturn နဲ့ကျွန်တော်ဒီ data return တစ်ချက်ပြန်ကြည့်လိုက်မယ်တစ်ချက်ကြည့်အောင်ကျွန်တော်တို့ကိုဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးလဲဆိုတော့ဒီ login authenticated ဖြစ်ပြီးသွားပြီဆိုလို့ရှိရင် authenticated ဖြစ်ပြီးသွားတဲ့ token တခုကိုကျွန်တော်တို့ response ပြန်လာတယ်ပေါ့နော်ဒီ token ကိုကျွန်တော်တို့က client side မှာတကယ် secure ဖြစ်တဲ့ layer တခုမှာတင်ထားဖို့လိုတယ်ပေါ့နော်ဒါ authentication ဖြစ်မဖြစ်ဒီ token ကကျွန်တော်တို့ဆုံးဖြတ်ပေးမှာပေါ့နော်အဲ့တော့ဒီထိနားလည်မယ်လို့ကျွန်တော်ထင်တယ်နောက်သင်ခန်းစာတစ်ခုရောက်မှကျွန်တော်တို့ဒီ controller နဲ့တစ်ချက်သွားရအောင်เนาะအားလုံးကျေးဇူးပါ